ရင်ခုန်သံတွေပြန်ကြတဲ့ခိုင်မှာအာရီဝါဝင်ခဲ့တာဟုတ်ခဲ့တာရင်လာရဲ့ကံကိုမယုံချင်ဘူးမတရားမှာတဲ့ချိန်မှာရာရာဆုံးပေးလိုက်ဒီဘဝကွယ်ချောင်းရဲ့ရေဟာရောက်စီမှာဒီညင်ခဲ့ပါစီစင်ပြောက်ွယ်အချစ်တစ်ခုယုံကြည်ဆိုင်လာတဲ့